အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Majesty Education ကကိုယ်စားလှယ်ထွန်းဖြစ်ပါတယ်အဲ့တော့ရှေ့တစ်ပတ်မှာတော့ကျွန်တော်တို့ဥရောပတက္ကသိုလ်ပညာရေးတွေကို2026ခုနှစ်တည်းလျှောက်ထားသင်ယူခြင်းတဲ့သူတွေအတွက် O level မြန်မာစနတန် GED OSST ပြီးတဲ့အခါမှာ A level Oscar စသဖြင့်ပေါ့နော်အဲ့တော့အဲ့ဒီပညာရေးလက်မှတ်ကိုင်ဆောင်ပြီးတော့မှ Germany ရဲ့ Public University တွေကိုဘယ်လိုလျှောက်ထားသင်ယူသင့်လဲဆိုတာကိုကျွန်တော်အကြံပြင်းခရီးရေးပို့အောင်လို့ရှင်းပြပေးခဲ့ပြီးဖြစ်ပါတယ်အဲ့တော့အခုဒီတစ်ပတ်မှာတော့ကျွန်တော်တို့ကမြန်မာကျောင်းသားကျောင်းသူတွေမိဘတွေအနေနဲ့ကျောင်းလာကအတော်ကိုသက်သာတယ်လို့ဆိုနိုင်တဲ့ဥရောပနိုင်ငံတစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ဥရောပနိုင်ငံထဲမှာလည်းရှိတယ်ရွေးချယ်စရာ major တွေကလည်း architecture ဆလို့စိတ်ပညာကျွန်တော်တို့သိပ္ပံဘာသာရပ်တွေ computer science IT engineering အစုံကိုမှရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အဲ့နိုင်ငံကတော့ဘယ်နိုင်ငံလဲလို့မေးလို့ရှိရင် Hungary နိုင်ငံပဲဖြစ်ပါတယ်အဲ့တော့ Hungary နိုင်ငံမှာကတက္ကသိုလ်သင်ကြားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံး12နှစ်တာပညာရေးလို့ခေါ်ဆိုတဲ့ဒီ Graduate Education Qualification ကတော့ပြီးကိုပြီးထားရပါတယ်အဲ့တော့မေးစရာရှိတာက O level ဆိုရင်ရှောက်လို့ရသလားဆိုရင်လက်မခံပါဘူးတချို့တော့ကျောင်းတစ်ခုတလေမှာတော့ private university တချို့မှာ foundation ကို O level နဲ့လက်ခံနိုင်တာတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့Hungary ရဲ့အစင်လာကြီးတဲ့ University of Page တို့ University of Debrecen တို့ University of Szeged တို့ EATE တို့ Covinus တို့စသဖြင့်ပေါ့ရှိုးကြောင့်လည်းဒီဘက်က BME တို့ Obuja တို့စသဖြင့်ပေါ့အဲ့တော့အဲ့တက်လို့တွေကိုရှောက်ထားသိယူမယ်ဆိုရင်ကျွန်တော်က at least A level ပြီးရင်မပြီးရင်မြန်မာစနတန်းပြီးရမယ်သို့မဟုတ် GED ပြီးရမယ် OSST တခုရှိသင့်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီတက်လို့တွေကိုရှောက်ထားတဲ့အခါမှာအခုပြီးသေးလားဆိုပြီးတော့ချိုးကျောင်းသားကျောင်းသူတွေကလည်းကျွန်တော်မေးကြပါတယ် group တွေထဲမှာလည်းတွေ့ပါတယ်အဲ့တော့ Hungary မှာEAT အပါအဝင်ပေါ့နော် BME တို့ဘာလို့ဆိုလို့ရှိရင်တော့ application deadline တွေကျော်သွားပါပြီပိတ်သွားပါပြီတချို့ကျောင်းလေးဆိုရင် April 30မှာတည်းက application deadline ဖြစ်သွားပြီ BME ဆိုလည်းဒါ May 15ရက်နေ့မှာတည်းကပိတ်သွားပြီအခုလက်ရှိရှောက်လို့ရတဲ့တက်တွေထဲမှာဆိုရင်တော့ကျွန်တော်တို့Majesty Education အနေနဲ့ရှောက်ထားပေးနေတာက University of Pannonia လို့ခေါ်ပါတယ် Western မြို့မှာရှိပါတယ် Budapest နဲ့ဆိုလည်းတိတ်မဝေးတဲ့ Huawei location ဖြစ်ပါတယ် Business Major Tourism ဘာသာရပ်တွေရှိတယ်လို့ Engineering subject တွေလည်းရွေးချယ်သင်ကြားလို့ရပါတယ် Design နဲ့ပတ်သက်တဲ့ဘာသာရပ်တချို့လည်းရှိပါတယ်အဲ့တော့ဈေးနှုန်းကျောင်းသားကဒီ Inter တက်တာပါတယ်အဲ့တော့ GED ကျောင်းသားတွေလည်းရှောက်လို့ရပါတယ်အသက်ကတော့အနည်းဆုံး16နှစ်ပြည့်ပြီးဖြစ်ရမယ်16နှစ်ခွဲ18နှစ်နဲ့တက်ချင်တယ်ဆိုရင်တော့ဒီ Europa တက်တွေအထူးသဖြင့် Hungary တက်တွေကလည်းခက်ခဲမှုရှိပါတယ်ဗီဇာပိုင်းဆိုင်ရာမှာရောကျောင်းဝင်ခွင့်ဆိုင်ရာမှာရောကျောင်းတွေကိုယ်တိုင်ကလည်း16နှစ်ပြည့်ပြီးတော့မှပဲလျှောက်ထားခွင့်ပြုတယ်အဲ့တော့မေးစရာရှိတယ်ဒါဆိုရင်ကျမတို့ကလေးတွေကSeptember မှာကျောင်းတက်ရမယ်ဆိုတော့8လပိုင်းမှာ16နှစ်ပြည့်မယ်ရသလားဆိုရင်ရပါတယ်တချို့ကျတော့ December မှာ16နှစ်ပြည့်မယ်အဲ့ဒါကြောင့်ကျွန်တော်ကျောင်းကိုပြန်ပြီးတော့မှမြင်းမြန်းကြည့်ပေးရမှာပဲဖြစ်ပါတယ်ကျောင်းဘက်ကလက်ခံနေဆိုရင်တော့ဖြစ်ပါတယ်တချို့ကျတော့ချိန်6လလောက်လိုနေတာ10လလောက်กว่าဟနေတာ16နှစ်ပြည့်ဖို့ဆိုရင်တော့ဒါဆိုရင်နောက်နှစ်အတွက်ကိုပြင်ဆင်လျှောက်ထားတာတော့အကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင် University of Pannonia ကကျွန်တော်တို့ဒီကျောင်းသားကဒီအနှစ်ကိုယူရို3500ကနေယူရိုအပြင်ဆိုလို့ရှိရင်ကျွန်တော်9000ဝန်းကျင်လောက်ပဲရှိပါတယ်ဘာသာရပ်တွေလည်းတော်တော်လေးစုံပါတယ်အထူးသဖြင့် business major တက်ချင်တဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က business administration 3နှစ်ခွဲ program တွေရှိပါတယ်နောက်တစ်ခုက tourism major တွေရှိပါတယ် tourism ကတော့အားလုံးပေါင်းစုစုပေါင်း4နှစ်တက်ကမှာပဲဖြစ်ပါတယ်အဲ့တော့ engineering တက်ဆိုလို့ရှိရင်ကျွန်တော်တို့ engineering ထဲမှာကwater operation engineering တို့နောက်ပိုင်း2030 2040ကြာမှရေပန်းစားလာမဲ့environmental science တို့ environmental engineering တို့ဥရောပမှာဒီဘာသာရပ်တွေစနေတာတော်ကြာပြီဒါပေမဲ့မြန်မာကျောင်းသားအများစုကစိတ်ဝင်စားတာဒီကျောင်းသားတိုင်းအများစုဒီ100မှာကျောင်းသား90လောက်က civil engineering mechanical electrical aerospace စသဖြင့်အဲ့ဒီ engineering ဘာသာရပ်တွေကိုပိုလို့မှစိတ်ဝင်စားတယ်ရွေးချယ်ကြတယ်ပေါ့နော်အဲ့တော့ကဘာမှာကတော့ဒီဘက်ခေတ်အနေထားရခေတ်အခြေအနေရတော့ environmental engineering တို့ green engineering ဒီလိုမျိုးပိုင်းတွေကတော့ပိုလို့မှတဖြည်းဖြည်းနဲ့နေရာယူလာပါပြီ career အစအလုပ်တိုင်းခွင့်လန်းတွေကအစပြုလို့ပေါ့နော်အဲ့တော့အဲ့ဒီဘာသာရေးတက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ကစာသင်နှစ်ပြီး3နှစ်အများဆုံး3နှစ်ခွဲတက်ကပါမယ်ကျောင်းလာကတစ်နှစ်လုံးပေါင်းလို့semester 2ခုပေါင်းလို့ကျောင်းလာကဒီယူရို9000မကျော်ပါဘူးအဲ့တော့ချုပ်မိဘတွေကလည်းဟုတ်ပါမလားဒီကျောင်းတွေအဲ့လောက်ထိဈေးသက်သာနေရဆိုဥရောပတက်သူအများစုဒီငကိုတွေကကျောင်းလာကဈေးသက်သာပါတယ်ဒါပေမဲ့အခုချွင်းချက်ရှိတဲ့ scholarship ဆိုတဲ့ကျောင်းသားမျိုးတွေပေါ့မေးမြန်းတဲ့အခါမှာ scholarship တော့သူတို့မပေးပါဘူး။ဘာလို့ဆိုတော့ကျောင်းလာကငကိုတွေကတက်တာနေတဲ့အတွက်ကြောင့်မလို့ scholarship ကိုတတိတတန့်ကြီးထုတ်ပေးနိုင်တဲ့သူတို့ရဲ့ funding ကတော့ပြောမှလို့ရှိရင်မရှိပါဘူးခင်ဗျ။အဲ့တော့ international student အနေနဲ့ဆိုလို့ရှိရင်ဈေးတက်နဲ့လည်းတက်ချင်တယ်ဥရောပမှာလည်း try ချင်တယ်အသက်ကလည်း16နှစ်ပြည့်တယ်စာရွက်စာတမ်းပြည့်စုံတယ်ဆိုရင်ကျွန်တော်တို့ University of Pannonia အတွက်ဒီနှစ်2026 September intake အတွက်ကိုဇွန်လ1ရက်နေ့မတိုင်ခင်အပြည့်သက်လျှောက်ထားမှာပဲဖြစ်ပါတယ်အဲ့တော့ application deadline ကလည်းနီးကပ်လာပြီ
နောက်ထပ်တစ်ခု University of Page ကျွန်တော်အရင်ပညာရေးနှစ်ပယ်ထဲမှာရှိကြတဲ့ကိုကြီးဆောင်ရွက်ပေးခဲ့တဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ် Hungary ရဲ့ပထမဆုံးတက္ကသိုလ်လို့ဆိုလို့ရပါတယ်အဲ့တော့အစိုးရတက္ကသိုလ်ပါအဲ့တော့အဲ့တက္ကသိုလ်မှာဆိုလို့ရှိရင် application deadline ကဇွန်လ30ရက်နေ့ deadline ဒါပေမဲ့ visa မှီဖို့အတွက်ဆိုရင်ကျွန်တော်တို့စီကိုအတက်နိုင်ဆုံးမြန်ဆန်ဆက်သွယ်ပြီးတော့လျှောက်ထားဖို့လိုပါတယ်နောက်ကျဆုံးဇွန်15ရက်နေ့ကျွန်တော်တို့အနေနဲ့ဒါ deadline တစ်ခုသတ်မှတ်ပေးထားခြင်းပါတယ်ဒါကတော့ University of Page စီးပညာကစလို့ architecture computer science ပြီးတော့တဲ့ခါကျလို့ရှိရင်ကျွန်တော် music နဲ့ပတ်သက်တာတွေ psychology တွေတော်တော်ကောင်းပါတယ်သင်ကြားရေးကဈေးနှုန်းတွေအနေနဲ့ဆိုရင်စီးကြောင်းကလွဲလို့ကျန်သောဘာသာရပ်တွေအားလုံးဒီ USD 8000မကျော်ပါဘူးတချို့ major euro နဲ့ charge လုပ်တဲ့ program တွေဆိုလို့ရှိရင် euro အပြင်က6500ဝန်းကျင်ပဲရှိပါတယ်နောက်ထပ်တစ်ကြောင်းတစ်ခုကတော့ University of Debrecen မှာ University of Debrecen ဆိုလို့ရှိရင် Hungary ရဲ့အရှေ့ဘက်ပိုင်းကိုရောက်သွားတယ်အဲ့တော့ပြောမှလို့ရှိရင်တော့မြန်မာကျောင်းသားတိုင်းအများစုရွေးချယ်တက်ရောက်တဲ့ကျောင်းအဓိက3ခုရှိတယ်ပေါ့နော် Hungary မှာဆိုရင်မြို့အနေနဲ့ပြောမှဆိုရင် Budapest ကိုရွေးပါတယ်နောက်တစ်ခုက Debrecen ကိုရွေးပါတယ် Szeged ကိုရွေးပါတယ်အဲ့တော့ကျန်တဲ့မြို့တွေကတော့မြန်မာကျောင်းသား community နည်းနည်းတော့နည်းပါတယ်ဒါပေမဲ့ page မှာလည်းကျွန်တော်တို့အရင်ကျွန်တော်တို့ဆောင်ပေးခဲ့တဲ့ပညာရေးနယ်ပယ်ခန္ဓာထဲမှာဆိုရင်တော့ကျောင်းသားအများစုရှိပါတယ်အဲ့တော့မြန်မာ community ကတော့တဖြည်းဖြည်းနဲ့တော့တိုးပွားလာတယ်ဘာကြောင့်လဲဆိုတော့ကျောင်းသားကတက်တာတယ် safety ဖြစ်တယ်ပြီးတော့တဲ့ခါကျလို့ရှိရင်ကျောင်းသားကျောင်းသူတွေအနေနဲ့အလုပ်ကိုင်ခွင့်လန်းကတခြားနိုင်ငံတွေကို stepping stone လုပ်ဖို့အတွက်ကိုဒါပိုလို့မှအဆင်ပြေတဲ့နိုင်ငံမျိုးပညာရေးရတော့လည်းကောင်းပေါ့နော်ရွေးချယ်ကြတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့Hungary ပညာရေးကိုစိတ်ဝင်စားတယ်ဒီတိထက်ပြီးတော့သိချင်တာတွေရှိတယ်ကျွန်တော်တို့ကဒီလက်မှတ်တွေရှိထားတယ်အရှိမတော့ဘလောက်ပဲပြီးထားတယ်အတန်းပညာရေးဘာတွေကိုဖြေရမှာလဲဘယ်လိုမျိုး shop ကမှာလဲအသေးသေးသိချင်တာတွေရှိတယ်ဆိုရင်ကျွန်တော်တို့ Majesty Education ကိုဂျုံချိန်အတွင်းMajesty Education ရဲ့ရန်ကုန် office ကိုဆက်သွယ်ပြီးတော့မှ consultation session ရယူလို့ရသလိုကျွန်တော်တို့ကို online appointment ကနေလည်းဆွေးနွေးမေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ